သမီး ဟုတ်ကဲ့ ခါနဲ့ကောင်းတယ်လို့ပါတက်ကကြီးပြီလေတော့ဒီလိုမော့ကြီးသမီးနာမည်ဘယ်လိုခေါ်တော့ သမီးနာမည်ဩဘာဆမ်းပါပါ ဩဘာဆန်း ဟုတ်ကဲ့ပါ ဘယ်ရွာကလာတော့ သမီးတို့ကြာပရောင်းမျိုးနယ်လေးကလာတာပါမြို့နားကရွာလေးကလာ ရွာကလေးရမယ် ဟုတ်ကဲ့ ဟုတ်ပြီသမီးအတွေ့အကြုံရှိတာသမီး သမီးအတွက်ကြောင့်ရှိပါရဲ့ စင်နဲ့အတွေ့အကြုံရှိတာ သမီးစနေအတွက်ကြောင့်ရှိပါရဲ့ ရင်းနေရော အဖပါလေးမင်းနေတော့ ဒီလိုစင်ရင်းနဲ့ကဘူးလားသမီးကိုမေးလား သမီးဒီလိုစင်ကြီးနဲ့ရွာမှာဆိုလို့ရှိရင်အထူးလေးမလည်းလိုက်ပြီးတော့ကလာပါရဲ့သမီး နွားတို့မြင်းတို့ပြောလာကအဲ့နွားလဲပေါ်တွေပါလိမ့်မှာကဘူး မောင်လည်းကိုလည်းကဘူးတယ် အဲ့လိုရှင်းရှင်းလင်းလင်းပြောဟုတ်ပြီသက်စေရ သမီးနွားနဲ့လည်းစင်ပြေတယ်ပေါ့ မောင်နဲ့လည်း စင်နဲ့လည်းစင်ပြေတယ် ဘာစကားကြီးပြောနေရတော့ မောင်နဲ့မောင်နဲ့ပါ စင်ပေါ်လည်းကဘူးတယ်နွားလည်းပေါ်လည်းကဘူးတယ် အဲ့လိုရှင်းရှင်းပြော ဟုတ်ပြီသမီးကအခုရန်ကုန်တက်တယ်ဆိုတော့ဘာသာတယ်မှာသမီးလုံးမယ်ပေါ့ ဟုတ်ကဲ့ဘာသာထဲမှာလုံး ဘာနဲ့လုံးမယ် ဟုတ်ကဲ့ဘာ ဟုတ် လဲ ပြီအဲ့တော့မမုန်းခင်ချစ်တဲ့ကပြောကြည့်အောင် ဟုတ်ကဲ့ ငွေသုံး ဝေဆုံးတိုင်းမရှိပါဘူးပါရဲ့သမီးတို့ဟိုပါလေမမနဲ့ကဒီမှာလာပြီးတော့ဘာသာထဲမှာလူရှင်တော်နဲ့မင်းသမီးရမှာဆိုတော့ကြတော့ ဖေးကျမကြီး အဖေနဲ့အမေနဲ့ထားခဲ့ရမှာလေကျမရဲ့လည်းမတော်ဆေးကူကိုလည်းရေးပြီးခဲ့ဆိုတော့ကျတော့မနမနဲ့တအားမရှိတော့ပါဘူးဆက်စရာရဲ့သမီးတို့မနမနဲ့သိ100လောက်ပဲ ဟုတ် သိ100 အေးဘုရားနိုင်နေငါလိုက်သွားလိုက်မယ်တိလား သိတယ် တိတ်ရပေးမယ်ကြိုက်တော့ပေးမယ်ညကြီး ညာကြီးလည်းကောင်းကောင်းတော့ပါပါရဲ့ပြီးတော့ကျတော့ပတ်စံကပြင်းပြတာပဲတော့မောင်းလို့အဲ့တော့တညောင်မနမ2ယောက်ကိုမှလေတညောင်9သိန်းလောက်ပဲ နော် တညောင်9သိန်းမနမ 50တောင်မှတကြ9သိန်းနေရတယ်ဒီလိုနဲ့ကို9သိန်းဟုတ်ပါပြီကြိုက်တော့ပေးရမှာပေါ့ဟုတ်ပြီအဘကလည်းသမီးကကောက်မယ်ဆိုရင်သမီးလုပ်မယ်ဆိုသမီးကိုလည်းခုမေးမယ်ရင်းမင်းသမီးရှိတယ်ပြက်သက်မင်းသမီးရှိတယ်ခေါင်းဆောင်မင်းသမီးရှိတယ် ဟုတ်ကဲ့ပါ အဲ့ဒီမင်းသမီးကသမီးကဘယ်မင်းသမီးလုပ်မှာလဲ ။သမီးကကောင်းဆောင်မယ်သမီးလုပ်မှာပါ ဒါပေမဲ့အမင်းကိုတန်း ။သမီးကကောင်းဆောင်မယ်တန်းကပါသမီးရွာမှာလည်းကနေကြဆိုတော့ကြောင်း ခေါင်းဆောင် ကောင်းဆောင် အဲ့ဒီခေါင်းဆောင်ကတာဝန်ကြီးကမသိဘူးနော်အဲ့တာဝန်ရောယူခိုင်းမှာမလား သမီးကျိုးတော့မှာပေါ့ပါရဲ့ ဟုတ်ပြီသမီးကဝူးသူတဲ့နေနဲ့မေးကြည့်မယ်ဆက်တဲ့မှာကလည်းမင်းသမီးကို ဆက်မင်းသမီး အငိမ့်မှာကလည်းမင်းသမီး အငိမ့်မင်းသမီးပါပါ အဲ့ဒီမင်းသမီးနဲ့ကမတူလား မတူပါဘူးပါရဲ့ မတူဘူး မတူဘူး ဆက်တဲ့မှာကလည်းမင်းသမီးအင်္ဂါရဲ့ စတဲ့မှာကလည်းမင်းသမီးအင်္ဂါရက်ကဟိုမွေမြောင်းခေါအောင်စောလူမယူအသေးပြစ်ဆိုတဲ့ဆက်လက်ချက်တဲ့ကြိုက်ညီမဇက်မင်းသမီးလို့ခေါ်ပါတယ်ပါရဲ့ အငိမ့်မင်းသမီးအင်္ဂါရဲ့ အငိမ့်မင်းသမီးအင်္ဂါရက်ကကောင်းခါချီလဲဒူတီရင်ဆက်ဆိုတဲ့ရှစ်ချက်တဲ့ပြည့်စုံမှာညင်မင်းသမီးလို့ခေါ်ပါတယ်ပါရဲ့ ဒါရီတော့ကြားသားပဲပိုင်သားပဲရဲ့ဟုတ်ပြီအဘဇပ်ပတ်ခေါင်းဆောင်မင်းသမီးလုပ်မယ်ဟဲ့ဆိုရင်စမှာကြည့်ကြတာဗာလဲစတေရှိုး စတေရှိုးအခုစတေရှိုးဟုတ်ကဲ့ ကလူငယ်လေးကြိုက်တဲ့စတေရှိုးစတေရှိုးဆိုတဲ့မှာသမင်းစားတဲ့ခေတ်ကိုရောက် ဆိုရတယ်ကသမီးဆိုရတယ် ဘေးနားမှာကကာလာသားတွေအများကြီးရှိတယ်နော် ဟုတ်ကဲ့ အဲ့ဒီကာလာသားတွေသဘောကျသွားအောင်သမီးဆိုရမှာရ ဆိုရပါလေပါရဲ့ ဆိုရသလား ဆိုရတယ်ပါ တပတ်ရောက်ဆိုရလား ဆိုပြမယ်ပါ အဘနားထောင်မယ်နော် ဟုတ်ကဲ့ တို့ စမယ် 1 2 3 4လေးကတမလာရာရီတပါမဒီလိုပြောတဲ့ကိုတော့ရတယ်လည်းကိုပြတ်ကြတာကလည်းပြောရင်ချစ်လို့လည်းဒီပါလည်းဒီဆိုတဲ့ကိုလေးမနဲ့ကိုတော့ပြတ်ကြတာကိုကိုချင်းရဲ့ဒီတော့နဲ့တော့ဘာပဲကိုတော့ဒီတော့မင်းတို့ချင်းမင်းတို့ချစ်ချစ်ကိုချင်းရဲ့ဒီတော့နဲ့တော့ဘာပဲကိုတော့ဒီတော့မင်းတို့ချင်းမင်းတို့ချစ်ချစ်ကိုကိုချင်း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  ဘသူမကြိုက်တဲ့သမီးဘာကြိုက် ဘာအဆင်ပြေလားမ သမီးကိုဘာကြိုက်လဲ သက်စေရဘောကြသွားပြီ ဟုတ်တယ်သဘောကျတယ်သဘောကျသွားတာပေါ့ သဘောကြသွားပြီ သမီးသဘောကျသွားပြီချင်းရှိုးလူငယ်တွေပါလာနိုင်တယ်လူကြီးဖြစ်တဲ့အဘတော်မလေးနဲ့ဒုတိယပေါက်သွားတယ် လောက်ချင်လား သဘောကျသွားပြီချင်းရှိုးနေမဟုတ်ဘူးနော်ခေါင်းဆောင်မင်းသမီးမှမှန်ရင်သမီးပြည့်စက်နဲ့ကလည်းမနော် ဟုတ်ကဲ့ဗျပြက်စက်ကားတယ်ပါလေ ကတယ်လား ဟုတ်ကဲ့ ပြည့်စက်ဒီနေ့ပါကြီးတဲ့ပြည့်စက်ကသမီးရဆင်းရဲတယ်သမီးရဲ့ချစ်သူကချမ်းသာတယ်သမီးလေးကိုခွဲလိုက်တယ်တွေ့နေတဲ့နေရာလေးမှာသမီးကသမီးချစ်သူလာရလမ်းကိုသမီးမျောအောင် ပြောရပါလေ ရည်စမျောတားမျောလင်းမျော ဟုတ်ကဲ့ မျောဆိုတဲ့ခန်းကဏ္ဍတွေကအဘအခုခိုင်းမှာရည်စမျော ဟုတ်ကဲ့ ပြောတယ်လား ပြောရပါ ပြောပြတယ်သမီး ဟုတ်ကဲ့ ဘောနေနေနဲ့ ဘောနေလေးနဲ့စိတ်ချူရဲ့ကြာညာစ
စိတ်ချူရဲ့ကြာရောလာရောတွေလေးပါလို့မရှိပြပြင်းစီရမေကူမြာမပြတ်တုံးချစီရမပြတ်တုံးချစီရရှိုက်စွာရင်းနေလေးရှိကြချူတာဖီးတာတမီးချစ်သူလိုက်ရတော့တမီးမျိုးရမယ်အိုက်တင်လုပ်ချင်တာဘာတော့ကလည်းကပြောမယ်သူနဲ့ကိုယ်နဲ့တွေ့နေကြဒီနေရာလေးမှာသူကိုမတွေ့တော့ဆိုတော့ဘာကိုမြန်မုန်းသွားလို့လားဒါမှမဟုတ်ရင်သူ့အတင်များတွေ့သွားပြီလားရပြီတမီးရဘာသူမကြိုက်တမီးကိုဘာကြိုက်လဲတမီးဘာကြိုက် ဘာမ ဘာကြိုက်ဖို့ဒီကဟောတမီးဘာကြိုက်လဲတမီးနောက်ပိုင်းနေပါလေရပါတယ်မိုင်း ရနော်နောက်ပိုင်းရတယ်နောက်ပိုင်းနေပါလေလဲစိုးတက်ငိုတက်ရမယ်အဲ့ဒီအပခါးတွေပိုင်နေပေါ့โอเคဒါတမီးကိုအဘကကြံရတဲ့သဘောကြငွေလုံးကြေးကောက်အကုန်သဘောကြ ဟုတ်ကဲ့ တခုပဲဘာရဲ့တရင်ကလည်းမအဘရေးထားတယ်လေတမီးတို့မောင်ရင်တော့မဖတ်မိဘူးတဲ့လူတွေအဘကိုယ်တိုင်ရေးထားတဲ့ဘဝဆက်ဆရာအလုံးမင်းသမီးလေးကကြည့်တယ်လို့ခေါ်တယ်အငုံမျက်လုံးအပြုံးညံ့တာအဲ့ဒီဇာလန်တွေကဇက်ဝင်နေတဲ့ချင်း ရတယ်ပါ အဲ့ဒါဘာရေးတာ တမီအဲ့တချင်းကိုလေဘာဖေးဆိုထဲမှာလည်းကြီးညာထားတယ်လေတမီဖတ်ကြည့်တာတမီရတယ်ပါတမီကြည့်နေတယ်စုံခဲ့တယ်ပါ အဲ့ဒီတချင်းကိုပိုင်နိုင်သွားတီဆိုတတ်မှသားလေးကျုပ်ဇက်ထဲမှာမင်းသမီးခေါ်ပြီး ဟုတ်ကဲ့ပါ အဲ့ဒါဘာရေးတာဗျာအဲ့ဒီချင်းပိုင်တယ်ပေါ့ ပိုင်တယ်တမီကြိုက်တယ်တချင်းကို ရလား တမီရတယ်ဂျွာမှာစုံနေကြမှာအုံးစီဘတို့ကလိုက်ဆိုတော့တမီ စာသားနဲ့ချင်းမိုင်းတော့မှဘာဆွေးချိုးကြဗျာ တော့ပါတမီတော့ရတယ်ပါ ရတယ်နော် ရတယ်ပါ ရရင်ပေါ့တခါရောက်ဆိုကြတာ ဟုတ်ကဲ့ပါဆို ဆိုပြပြီးရင်သမီးတို့လိုချင်တဲ့ငွေပေါ့တခါလေအဘအခါရထုတ်ပြီးတခါလေပေးလိုက် ဟုတ်ကဲ့ ဟုတ်ပြီတို့ချင်တာဘာလိမ့်မယ်သမီးက ဘဝဆက်စရာဆိုပြလို့ကြလို့ခဲ့တာဒီမှာရှိဒီကနေ့လောလောရှိရှိလော်ဒီတွေ့အေးစညာတဲ့ချာချီ ကျန်ကျန်ဟဲ့ကောင်ကြီးဆက်ပြီးတော့မသားအမီးပြရမှာတော့ကြောက်တယ်ကွာ ဘာဖြစ်ရခိုင်းကြတော့ပါ ဟာလေဘယ်တော့မှမတီးနဲ့ညီကြောက်တယ်ဆိုတာဆို သမီး ဘယ်လိုဆိုဆို ရတယ်ဒီပိုင်းဘဝဆက်စရာဆိုသမျှအလိုချကိုကင်းရကျမဘဝပါရှိလူဒီကား ဒီမစကားဆိုတာလူကညာကိုစော်ရတာမတတ်တာလားမသိတာလားဒါမို့တက်စော်ရတာလေတရား ဘဘောပါဘာ ဒီဒီလည်းပြပါအဲ့ဒီစာရိုက်ရဲ့အတိတ်ကိုနီးနားတော့လားဘဝသက်စရာဆိုတဲ့အလိုချခါလာချက်ဒီအဲ့ဒီတဲ့အနစ်တာကငါရေးထားတာကိုဘယ်မှာအဲ့ဒီနီးနာကြောက်လား လုံးပါ နီးနာကြောက်လား တော့ညီမလေးလုံး မိပါဗျာဟုတ်ကဲ့ထားတယ်ဒီနေ့ကျတော့တနာမှာဟောဒီပြည်သက်မရှိတယ်ငါတို့ဘာမှမလုပ်အောင်မလုပ်တော့ အဘရဲ့ မရှိပါဘူးမပြနဲ့ အဘသမီးရောလူကြီးချစ်တဲ့နဲ့ကြီးလည်းမပြောပါနဲ့လားအိမ်မှာဆိုရင်လေသမီးရဲ့အဖေနဲ့အမေသမီးကိုလေဒီပြောလေးနဲ့တော့ရွေဘူးတော့မဟုတ်ဘူး အဲ့ဒါကြီးဖေကြီးမေငါကြီးဖေကြီးမေကိုဒီပတ်ဆက်ယူရမယ်အလို့ရှင်ဒီပတ်ဆက်ယူပြီးကပြတဲ့ဟောဒီပြိတ္တကိုလေကြီးရပါအစိတ်ကြီးချိုးချင်လား အဲ့လိုစိတ်မရှိပါဘူးဗျာသမီးပါလေ ဖေလို့ရှင်လို့ရေပတ်ဆက်ရတယ်လို့ဘယ်စရာတယ်လို့ကြီး သမီးအဲ့လိုလည်းမရှိရတော့အမရဲ့သမီးနဲ့သမီးတလို့လေးဆိုလိုက်တာပါ အဲ့ဒီတချင်းရဲ့ခံစားချက်အဲ့ဒီတချင်းရဲ့စိတ်ရဲ့ဟောဒီရှင်မထဲမှာထည့်ပြီးတော့ငေါ့ပြဆိုပြီးကြားတယ်နော်ဘာသာမငုံနဲ့တော့ကိုမင်းပြန်တော့ဗျာ
ကြက်စု ဘဝဆက်စရာဆိုသမျှအလူကြငိုခဲ့ရ ဟေးခါ ဘာဆိုသမီး ငိုခဲ့ရဆိုပြီးညီအတိုင်းကမားနေတယ်လေဘွားဆက်ဆက်ဆွေးလူကြငိုခဲ့ရဘသူကတနာမလို့ဘဝဆက်ဆက်ဆိုတဲ့လူကြငိုခဲ့ရဆိုတဲ့အချိန်မှာညီကမျက်လုံးထဲကမျက်ရည်နဲ့ပေါက်ခနဲ့ကြအတန်နဲ့လေလွန်စွတ်တဲ့အတန်ဖြစ်ရမှာဖြစ်ရမှာ တို့ပါလေဆရာကျွန်တော်ညီမလေး အားလုံးမင်းဟိုမှာမငုံနဲ့မငုံနဲ့ သမီးသိပါရဲ့အဘရဲ့သမီးတို့လေအညီလေးသမီးရဲ့ဘဝဆိုတာကဆက်စရာလေးစီကဝီတော့ပတ်သက်တဲ့ညာယူပြီးတော့ရင်လေဆက်စရာလေးလက်ထဲရှိလို့ပဲသူကျင်တော့မှချင်မှသူ့ဝေယူသူ့ကြည့်ပြီးတဲ့သူ့ဆဆာရဲဆိုတဲ့ကောင်နဲ့သမီးသိပါရဲ့အဘရဲ့ ဒီတိတယ်ပေါ့ဒီတိတယ်ဆိုရင်ငါသဘောကြောက်ပြီးတော့ပြန်လေညီရလိုချင်လိုက်တော့ပါနဲ့ဝေတော့ကတိတ်တရားလားညာကြီးကငါသိ သမီးမိဘလို့ပြောချင်လို့ပါအဘရဲ့ အဲ့ဒါညီမိပါလေငါမိပါပေါ့ဘူးအခုညီလုံးလုံးနေတဲ့ပုံစံကငါသိမပြောနဲ့ဟဲ့ငါချက်ငါပြအဲ့ဒီတဲကိုခွာလာတဲ့ဟာတော့မတန်ဘူးဖြစ်နေတယ်အဲ့ဒီလောနေအဲ့ဒီရှင်ပါရတန်သေးရမယ်နော်မထဲရင်တော့တော့ကြီးကတောင်းလာမှာဘောပေါ်တော့ဩပါစား အဘရဲ့အစကိုယူပြီးမှအဘမိုးဆိုရင်သမီးငိုပါမယ်အဘရဲ့သမီးငိုပါမယ် အဲ့ဒီမျက်ရည်တွေကိုပတ်စံပေးပြီးဝယ်လိုက်တယ်ချာအောင်လို့ချာအောင်လို့ရဘယ်ကြတော့ဘဝဆက်စရာဆိုတဲ့ပြန်အလူဘူကေယချမရှိလူတရားရီရောရှိရှိ ဟေးဟေးဟေး ဘုရား သူတို့တွေပြောတဲ့ချိန်ကြီးပါချင်းသူတို့တွေပြောတဲ့ချိန်မှာ အဘမိုးဆို သူတို့တွေတော်တဲ့ချိန်ကြီးကဘူးလို့အောက်ကပေးတက်ကဆက်စီအပေါင်းကြီးထောင်းလို့ကြီးကနေဘူးမင်းကပြောမှာပေါ့အာနာတာကွာ ရေဘူးမိတယ်တော့ပြောမှာပေါ့ဟဲ့မှာ အဘပဲစောတာလေဝတ်တော်မိုးဆိုလို့ ဆွန်ရအလိုကြငိုရအဲ့ဒီမှာငိုလိုက်အလွတ်တက်ပြီးငိုလူတွေပြောပြောရွှွှွငိုနေတန်းနဲ့အရေးတန်းလို့ရှင်တယ် ဒီပါလေအဘပတ်စယူချောအဘမိုးဆိုရင်ငိုမေပါရဲ့အဘဒီဆိုလည်းတပိရှိရမှာပေါ့ ရည်တည်ပါလေ တပိရှိပါ သူများပတ်စံရှူပြီးသွားရင်သူများကြည့်ပြီးတော့အလုံးလုံးပေးရတယ် တပိနားလဲပါလေ အပါလေးတန်းနဲ့ရှိရမှာနော်ကြားလားလာပြတ်တော့ဟိုဟေးဟာဆောင်ရတော့ ဘဝဆက်စရာဆိုတဲ့ပြအလူဘူကေယချမရှိလူတရားရီရောရှိရှိညောင်ကြီး အဲ့ဒါလူပညာ Sweet salad, the girl, but တတိယကနားနေတယ်တော့ we play Johnny at the So the children, but they are telling you did it. Sakayani, good day. Jamama was ဆက်တယ်တော့ထဲနေတယ် so the children, but they are telling you did it. Sakayani, good day. Jamama was
ရှိ အဲ့ဒါဘာလို့ပြောဒီတနာတော့ စကဒီအလွမ်းမေကရမလားကြည်သာရွှေလဲရွှေရခမ်းမြကရမလေးလားရှိ ထုံးမတတ်နဲ့ ဒီနေရာဒီစကဒီအလွမ်းမေကရမလားဆရာရဲ့ တားပြတာဒီနေ့လေ ကြည်သာရွှေလဲရွှေရခမ်းမြကရမလေးလားရှိဘဝဆက်ဆံကတဲ့ဒီတကြိုင်တဲ့နေနေပြီချက်လောက်ကြောင်းမှန်ကြီးစပောင်းရည်နေကြရစီလားရှိ သမီး ဟုတ်ကဲ့ပါ ဘာရတာသမီးနာသွားလား နာရာပေါ့ငါပါဠိရတော့ သူ့ပြောရ သက်ဆက်ပြောပါ ဟို အဲ့ အဲ့ ဒါဒီရောင်းပါ ဘုံမှာသူရဲ့တွေ့နှစ်ယောက်ပဲရှိရသူတော်ကြီးကဘုံတော့ဖြစ်အောင်မင်းကလည်းနှစ်ယောက်ပဲရှိရငါမင်းကငါမပြောဘူးပြောမယ် ဟုတ်ကဲ့ပါ ပြီးတော့ အေးနေရောင်းပါ ကဲသမီးကိုဘာလာအမြင်ကပ်ရတယ်လည်းမဟုတ်ဘူးနော်သမီးကိုရိုက်ရှင်လို့လို့လေဘာသာရိုက်နေမဟုတ်ဘူး ဟုတ်ကဲ့ မင်းသမီးတက်လာမှရင်တဲ့ညတာဘဝလက်ပြားကလေးခြေပြားစကားဒါလေးလည်းသမီးသိမှာပါတနည်းအားဖြင့်အဘကပြိဿကြီးပေါ်မှာဩဘာသံဆိုတဲ့မင်းသမီးလေးတယောက်ဘယ်တော့မှပြိဿကိုမလိမ်မဲနဲ့အနုပညာအစစ်မှန်ရင်ပတ်ထဲကအစစ်မှန်တွေဘာကချပြပြီးချင်တာဒါကြောင့်အဘလောဘကြီးပြီးတော့သမီးကိုရိုက်ခဲ့မိတာရှိရင်ပြောခဲ့မိတာရှိရင်ဘာကတောင်းမှမှာလေနော် ကြားပါလေဖိုင် စင်မစိုးနဲ့နော် စိတ်မဆိုးပါဘူး ဘာ ဖိုင် လို့ရှိနေ တမီကောင်းစေချင်လို့တင်ပြတာပဲတမီကစိတ်ဆိုးစရာမဟုတ် ဟုတ်ပါဗျာဩဘာသံဆိုတဲ့ဟောဒီနာမည်တစ်လုံးလေးလာလိုက်မရင်လိန်တိတ်လိုက်မပါရနေအောင်အဘကမမမမတ်စိုက်ထုံနေအောင်သမီးကိုသင်ကြပူချပေးတာနော် ဟုတ်ကဲ့ စင်မစိုးအောင်နော်ကဲအဲ့တော့သမီးအော်စင်မစိုးဆိုနည်းနည်းပြုတ်ပြတယ်ထာမခင်ဗျားတို့တောင်းတဲ့အငုံမျက်လုံးအပြုံးမျက်နှာဖြစ်တော့မှာပေါ့ဗျာ ဟုတ်ပါရဲ့ အဲ့တော့ကိုကြီးလေပြေလေကိုကြီးလေတို့ဘကကျုပ်ခင်ဗျားတို့ချောရဲကျူးပြီးတိုက်တာတော့ချောရဲကျူးပြီးတိုက်တာလေဒီနေရာဒီစကားဒီအလုံးမဲကရမှာလားရှိပူနေဒီပြီးပူနေတောင်းဆိုတာအဲ့လိုပြီနော် ဒီလွန်လေမြန်ချက် ငါသားကြီးလုပ်ပြီနော်ငါသားကြီးလုပ်ပြီနော်ဟေးငါသားကြီးရလဲဝါရီတီတို့အဲ့လိုလုပ်နော်နောက်ကျဝါသားလေးချက်ပပလေးချက်ဘူးပါငါသားကြီးဘုန်းကြီးကငါသားလည်းမောင်ငါသားနော်အေးပြီးတော့တမ်တီကြီးကငါသားလည်းပါနော်ငါသားကြီးရည်လိုက်ငါသားလည်းဘက်ကပြောရင်ငါသားကြီးရရှောက်ပြီးပြီးဟိုငါသားအေးဟိုပါငါသားဝါရီရဲ့ငါသားကြီး ဒီပါအမေရိကန်နဲ့ဓာတုပေါ်ရှိမှာပါ ကဲအဲ့ဒီဖွဲ့တော်သားလေးကိုငါသမီးပြုံးလေးပေါ့ကပြန်တော့ဘာကြည့်နေပါတော့ကဲစကြည့်ပါမင်းသမီးကတော့စင်နေသွားပြီဟိုလူစလုံးမဲ့ကောင်းလား လက်သေးရှာပြီးရွာပြန်မလာလို့စဉ်းစား ငါရွာပြန်ကောင်းလို့ငါရုံမတော်မင်းအဝင်လိုက်တာနဲ့ထွက်မရဘူးရအရှင်တော့ကတော့မရဘူး ဟုတ်ကဲ့ ကဲမင်းငါစတဲ့မှာလူစလုံးလုပ်မှာနော် အခုလည်းမလူရှင်တော်လောက်ပါလေ ရီရောရီရလား ကြီးရပါလေလူရှင်တော်လောက်ပါဆိုကြီးမရရလို့လူရှင်တော်လောက်ပါလေ မင်းရုပ်ကလေးတော့တန့်ပြန်တယ်လေရီရမှမထင်ဘူးကွာ အာလူတိုင်းပြောနေကြပါ အဲ့ဆိုရင်ငါတို့ကငါပူးရင်တယ်အဲ့ဆိုရင်ဟောဒီပြိတ္တကြီးဝေါကနေသဘောကျသွားဝေါကနေရီသွားပြတ်လို့ရတယ် ဒီပြည့်တဲ့ကြီး အေး ဘောလေးကြီးရော ဟော ပြက်လုံးပြက်ပြက် ဟောကြိုက်သူဘကူကြိုက်ကြီးဟုတ်ပြီဖြစ်သွားလို့ ကျွန်တော်ပြက်လုံးပြက်လိုက်တာနဲ့မတော်ကြီးကြနော်မမကျုပ်ကစက်တင်မှာလက်ရမှာတော့ ကဲရီရမလို့ ဒီပြက်တော့ပါလေနားထော်ပါနားတော့ပါလေပြက်လို့ရပြီနော် ကဲ ဒီချာနားတော့ ဟုတ်ပြီ
ရမဲတင်းကအပြို 哦， ငါအောင်ဆက်ရမဲတင်းကအပြိုလဲနီးလို့ငိုတော့ဟဲ့ပေးရွာတစ်ခွက် 几件？